ဘယ်သားမလို့လဲသမီး ဟိုတပိတငယ်ချင်းလေးနိုင်ငံခြားသွားမှာမို့လို့သူ့လေးစိလိုက်ပို့ပေးမလို့ ယောက်ျားလေးလားမိန်းကလေးလား ယောက်ျားလေးပါမယ်မေ မလီမော်လိုက်တာသမီးရဲ့ဟိုသမီးလိုက်မပို့လို့မရဘူးလားသမီး ဘာဖြစ်လို့လဲမေ သမီးသွားရှင်စနေဆိုလဲသွားဖို့သမီးရဲ့ဒါပေမဲ့လည်းအမေကိုနားလဲပြီလို့မရဘူးလားသမီးကိုမေတငယ်ချင်းစိတ်ဆိုင်ပတ်ရှင်တတိသားနဲ့လက်ထပ်ပြီးတော့အကုန်လုံးစီစဉ်ပြီးပြီလေစိတ်မှာကောင်းကြီးတယောက်နဲ့ငွေရည်တွေ့နေတယ်ဆိုလို့ရှိရင်သူတို့ပြန်ကြမ်းရတယ်မကောင်းအမေစီစဉ်ထားရတယ်လက်ကတဲတဲရည်သူဖြစ်တော့မှာမိန်းကလေးဆိုတာနာမည်ကအဓိကပဲမကောင်းတဲ့နာမည်တစ်ခုထွက်သွားရင်ကောင်းသမီးကတက်တက်လုံးယောက်ျားနာမှာမယားဝတ္တရားကြည်ပြင်းစွာနဲ့သမီးကအလုပ်ကျွေးပြရမှာမင်းမကောင်းပြီးသားမှဖြစ်မှာမင်းတို့မျိုးတွေမှာဒါမျိုးလည်းမရှိဘူးနောက်ဘယ်တော့မှလည်းမရှိစေရဘူးမတော်ပါနဲ့လားသမီးရဲ့ မေရအဲ့လောက်လေးလိုက်ပို့ရုံနဲ့တော့ဘာမှမဖြစ်ပါဘူးခဏလေးပဲသွားလိုက်မှာပါနော် ပြောမြင်တယ်တော့ပေါ့အေးဒါပေမဲ့လည်းမလေးမွေးမလေး မေမသွားတော့ပါဘူးမေရဲ့အမေကိုပဲနားလဲပေးလိုက်ပါတော့မယ် မိမိကိုယ်တိုင်မိဘဖြစ်လာတော့အခါ ဟဲ့သမီးဒါဘယ်သွားမလို့တော့ ဘာသွားမလို့လေ ဟဲ့ဘာဆိုတော့ယောက်ျားလေးပဲသွားရတဲ့နေရာလေသမီးရဲ့မိန်းကလေးကသွားတော့ဘယ်လိုလုပ်သင့်တော်မှာတော့ပတ်ဝန်းကျင်မှာမြင်ရတွေ့ရတာတွေကအမလေးသမီးရဲ့မကောင်းပါဘူးမသွားပါနဲ့နော် အမေပိုင်လာပြောနေရလဲအမေဘယ်ခေတ်မှနေနေရလဲဒီမှာခေတ်ကလေမိမရေဆိုယောက်ျားရည်နဲ့ရင်ပေါင်တက်တဲ့ခေတ်ယောက်ျားရည်ကတစ်ခွက်ဆိုတပီးတော့နှစ်ခွက်တော့မှတောက်ရကြတာပြီးတော့လေတပီးကိုဟိုလိုမလို့လေဒီလိုမလို့လေဟွန်သွားနေဒီကလာမချုပ်ချင်နဲ့တော့အမေတို့ခေတ်နဲ့တူတာမဟုတ်ဘူး သမီးအဲ့ဒါဆိုလို့ရှိရင်လင်ကောင်းသားကောင်းနေမယူတော့ဘူးလားဟမ် ဟဲအမေလင်ကောင်းသားကောင်းမြည်တော့ပြောဒီခေတ်မှာဘယ်သူကအတီတရားရှိလို့လဲလင်များဖြစ်ရီးစားဖြစ်အချိန်တိုင်းပြက်ကြကွဲကြဆဲကြတာကြီးပဲလေကိုအစင်ဒီလိုနေနေတာကြီးပဲအမေဘာမှတမီးကိုလာမပြောနဲ့တမီးသွားမှာပဲ မသွားပါနဲ့လားသမီးရဲ့ ဒီမှာအမေတမီးရောလေအမေလိုမျိုးမိဘပေးစားတာယူပြီးတော်တော်လုံးအိမ်မှာငားရင်းချက်ပြီးတော့မနေနိုင်ဘူးအမေရေသွားမှာ အေးပါငါပဲနားလဲပေးလိုက်ပါမယ်ငါသမီးဖြစ်တော့ကလည်းငါအမေကိုနားလဲပေးရအခုငါမိဘဖြစ်ပြန်တော့လဲငါရဲ့သားသမီးတွေကိုနားလဲပေးရနိုင်ဒီဘုန်းနေဘုရားမလွယ်ပါလား